ကွေးတိုင်းစမဝဲမြို့နယ်မြောက်ချီတော့ကျင်းရွာလေးကတော့အာရတာရဏအလူပွေးများဖျားသည်ဒီပထုံးများအထက်တန်းညောင်ကြီးနဲ့တောင်းနှမ်းများရဲ့တာယာလှပသောရှုခင်းရဲ့အလှဘေယုံချောင်းငယ်စီးစင်းမုံတွေနဲ့အတူရှုမြင်ခံစားစီဖို့အတွက်ကျမတို့မြောက်ချီတော့ဆိုတဲ့ကြည်ရွာလေးကိုအလေလာခဲ့ဖို့ဒီတချင်းလေးနဲ့ဖိတ်ခေါ်လိုက်ပြရပြီလားရှင်မကွေးတိုင်းစမဝဲမြို့နယ်အရှိဘက်ချမ်းကညောင်ချီတော့ကိုကျမတို့ရဲ့ရွာရှုရင်းများနေရလာလေးတွေရင်နာဖျားလေးတွေပထုံးများနဲ့အလူတန်းများလေးပေါ်ပြီးနာရှေးအောင်အမွေရ